ဒါကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဒီစကားလုံးကိုအင်္ဂလိပ်လိုဘယ်လိုအသံထွက်လဲအဲ့လိုမျိုးအခြေခံစကားလုံးတွေကိုအင်္ဂလိပ်လိုမေးရလာအောင်ကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ပါဒီဗီဒီယိုကဒီအခြေခံမေးခွန်းတွေကိုမသိသေးတဲ့သူတွေအတွက်ဖြစ်ပါတယ်ဆရာကြီးတွေကြိုးသွားလို့ရပါတယ်နော် Okay ပထမဆုံးတစ်ခုကတော့ what does this mean what does this mean ဒါဘာကိုဆိုလိုတာလဲဒီ this နေရာမှာကိုသိချင်တဲ့စကားလုံးတစ်လုံးကိုထည့်ပြီးတော့မေးလို့ရပါတယ်နောက်တစ်ခုကတော့ what's this called in English what's this called in English ဒါကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဒီမေးခွန်းကိုမေးချင်တဲ့အခါမှာကိုသိချင်တဲ့ပစ္စည်းကိုကန်ပြပြီးတော့မေးလို့ရပါတယ်နောက်တစ်ခုကတော့ how do you say မင်္ဂလာပါ in English how do you say မင်္ဂလာပါ in English မင်္ဂလာပါဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဒီနေရာမှာကိုမေးချင်တဲ့စကားလုံးကိုအစားထိုးပြီးတော့မေးလို့ရပါတယ်နောက်တစ်ခုက could you explain how were you could you explain how were you how were you ဆိုတာဘာအဓိပ္ပာယ်လဲရှင်းပြလို့ရမလားဒီနေရာမှာလည်းကိုမေးချင်တဲ့စကားလုံးကိုအစားထိုးပြီးတော့မေးလို့ရပါတယ်နောက်ထပ်ကွာခြားချက်ကိုမေးချင်တဲ့အခါမှာ what's the difference between နဲ့မေးလို့ရပါတယ်ဥပမာ what's the difference between bye and goodbye what's the difference between bye and goodbye နောက်ထပ်စကားလုံးတစ်လုံးရဲ့အတန်ထွက်ကိုမေးချင်တဲ့အခါမှာ how do you pronounce နဲ့မေးလို့ရပါတယ်ဥပမာ how do you pronounce T-I-N-Y how do you pronounce T-I-N-Y နောက်ထပ်ကိုကအတန်ထွက်ကိုသိပြီးတော့စလုံးပေါင်းကိုမသိတဲ့အခါမှာ how do you spell နဲ့မေးလို့ရပါတယ်ဥပမာ how do you spell apple Okay အားလုံးနားလည်သွားပြီလို့ယူဆပါရစေဒီဗီဒီယိုကအကျိုးရှိရဆိုရင် comment မှာ yes လို့ရေးသွားပေးပါကျွန်တော်ကတော့နိုင်မင်းဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye